တိုးတဲ့ယောဂတခုဟာရှိသေးလားအားရှိတာပေါ့အားရှိတယ်ဗျာဘယ်လိုယောဂလဲအဲ့ယောဂရိုးမျိုးတချင်းနဲ့ပြောမယ်တချင်းနဲ့ဟေးရှေကပါဝါတွေသူတို့တင်ထုံးပြီးတော့နမထိုးကစစ်ကောင်းစီဖက်မှာယောဂဆန္ဒပြတော့ကတော့ရှေ့ဆုံးကနေပါဝါတွေအာနာတွေထုတ်ပြီးတော့ကျွန်တော်တို့တော့နောက်ဆုတ်ပေးရတယ်မှန်တယ်ပေါ့ပြီးတော့လက်မှတ်ထိုးပြီးစစ်ကောင်စီဘက်ကိုဝင်သွားတဲ့အမှုပညာသမားအချို့ကျွန်တော်ကရိုးမပြောဘူးထက်ပြောဦးမယ်ဗျာဘလို့ဟိုတန်တဲ့ပြတဲ့အချိန်တော့ကြတော့ရှင်းပါအများကြီးရှေ့ဆုံးမှာပါပြီးတော့Facebook ပေါ်တင်ဖို့ဓာတ်ပုံရိုက်ပြီးတော့မှတခါတည်းစစ်ကောင်စီပဲလက်မှတ်ထိုးပြီးပြန်ပါသွားတဲ့ဘောမအမှုပညာရှင်တွေပြည်သူဘက်မှာသူတို့ပဲရှိပါတယ်သူတို့ပဲတောင်းတင်းပါတယ်သူတို့ပဲအင်အားဖြစ်ပါတယ်ပြည်သူမှန်ရင်မှန်တယ်ပြည်သူမှားရင်မှားတယ်ဆိုတဲ့ကောင်တွေကပြည်သူတွေအတူတူပဲလို့ပြောခဲ့တယ်ပြီးတော့လက်မှတ်ထိုးပြီးစစ်ကောင်စီဘက်ကပွဲတွေကချို့ကြတော့ခွေးလေးနဲ့ဓာတ်ပုံရုပ်ရှင်ရိုက်တာဗာလဲကန်ဆိုးဆိုတာကားလေးကန်ကောင်းပါအဲကန်ဆိုးမှာတေချွတ်နဲ့တေမှာခွေးနဲ့ကောင်ကားအေးဟုတ်ခွေးနဲ့ကောင်ကားသူတော့တနာတယ်ခွေးတော့မတနာအဲ့သူတို့ပြောကြတာဘယ်လိုပြောကြလဲအချင်းလေးနဲ့โอเคเย้ငွေကိုမလို့တချင်းဆိုတာလားတကယ်ကိုငတ်လို့တချင်းဆိုတာလားမရှက်တတ်ရင်မမှန်ဖြေကြကွာနိုင်ငံအချို့ရဲ့တချို့နေရာကပြပုံတွေကတို့ပြည်သူဘဝလူဆိုရင်မင်းဟာသိရမှာလိုက်လွတ်နေတာတော့ဘောမအမှုပညာရှင်တွေပြည်သူကျွေးတဲ့ထမင်းကိုမျိုးပြီးပြည်သူပေးတဲ့အားကိုယူပြီးတိုင်းမျိုးရွာပျော်နေပုံတွေကနိုင်ငံအချို့ရဲ့တချို့နေရာကပြပုံတွေကတို့ပြည်သူဘဝလူမှန်ရင်မင်းဟာသိရမှာတို့ပြည်သူကကျွေးတဲ့ထမင်းကိုစားနေကြပြီးဘောမကြတဲ့အမှုပညာသမားဖက်ခွက်စားတွေရာအလှဲ့ကြုံရင်တော့မနှွဲကြချင်တော့အလှဲ့လာရင်လည်းမပြေးကြချင်တော့ပေါင်းချာတွေတနေ့လာစုပ်ပြမယ်ပြောချင်ရင်တိတ်တိတ်ကလေးပြောငိုနေသူအာနာဖို့တော့လူဆိုရင်သိကြစမ်းမှာလူစိတ်ကလေးတကယ်မွေးကြပွားဒီသူကိုစန့်ကျင်ပြီးတော့အာနာရှင်အကြိုက်ကိုလိုက်တယ်လုတ်သမျှတွေခွေမလွတ်ဘူးတော့ကွယ်အာနာရှင်အကြိုက်ကိုလိုက်ခါပြည်သူကိုစန့်ကျင်ကြတယ်အမှုပညာသမားဘောမတွေလှုပ်သမျှတွေခွင့်မလွတ်ဘူးနော်ငါတို့ခံစားသမျှတွေအမှုပညာသမားပေါင်းစုံတောထဲမှာတားခွဲမရခွဲညီကိုမောင်နှမမိသားစုတွေဘဝပြတ်ခဲ့တဲ့သူတွေခံစားသမျှတွေကိုမင်းတို့တကြံပွဲလေးတစ်ပွဲမှာပျောက်သွားပြီမထင်နဲ့တည်င်းကျွတ်ပွဲလေးတစ်ပွဲမှာပျောက်သွားပြီမထင်နဲ့မင်းတို့လှုပ်သမျှခွေမလွတ်ဘူးနော်